အားလုံးပဲမင်္ဂလာပါဝိုင်းလေးပါဝိုင်းလေးဒီနေ့ရှင်းကနေပြီးတော့မှအိမ်အတွက်လိုအပ်တဲ့ပစ္စည်းလေးတွေပေါ့နော်ပြီးတော့ဝိုင်းလေးထူးထူးဆန်းဆန်းပစ္စည်းလေးတွေလည်းမှာထားတယ် Oh my god ဘာပစ္စည်းလေးတွေဖြစ်မလဲဆိုတာကို unboxing လုပ်ဖို့အတွက်ကိုအခုပစ္စည်းတွေကတော့ရောက်နေပြီပေါ့နော်အဲ့တော့ဝိုင်းလေးနဲ့အတူတူ unboxing လေးလုပ်လိုက်ရအောင်အရင်ဆုံးဘာပစ္စည်းလဲဆိုတော့ဒါကဝိုင်းအဝတ်လျှော်ဆက်ထဲမှာဖုန်နေပါတွေတန်ရှင်းလုပ်ဖို့ဝတ်လျှော်ဆက်ထဲမှာရှိတဲ့အညစ်အကြေးတွေကိုရှင်းပေးဖို့အတွက်ကို laundry stain remover လေးပေါ့နော်အဲ့ဒါလေးကဝိုင်းရဲ့အိမ်အတွက်လိုအပ်တယ်လို့ထင်တဲ့အတွက်ဝိုင်းဒီပစ္စည်းလေးမှာထားပါတယ် nice အားကြတော့ဝိုင်းတို့ဟိုဒဲအိုးမှာလေးဟိုဗာလေတူးွားတာစီတွေပါတွေတူးွားလို့ရှိရင်မဲွားတယ်လေဒဲအိုးတွေကတ်သွားလို့ရှိရင်မဲတဲ့ချိန်မှာဒီပစ္စည်းနဲ့ပေါ့နော်ဒါနဲ့သုံးရမှာပေါ့ဒါကတော့ America cleaning powder တဲ့ဒီဟာပုတ်လိုက်တာနဲ့ဟိုဒီအမဲတွေပြောင်းသွားတယ်လို့ပြောတယ်ဆိုတော့ဒီဟာလေးဝယ်ထားပါတယ်အင်ရှင်မဆိုတော့ပေါ့နော်အိမ်သုံးပစ္စည်းလေးစလာပြီဒါပါကြီး rosemary နဲ့လုပ်ထားတဲ့ဟာတဲ့ဝိုင်းစပင်အရန်ကျွတ်တော့လေဘန်ကောက်မှာရေကြောင်ရောဘင်းတွေကတအားကျွတ်တော့ဒီလိုမျိုးစီလေးတွေပေါ့နော်အားဖြည့်စီလေးတွေသုံးရမယ်ပြီးရင် filter ခံရမယ်ပေါ့နော်ရေပန်းနေမှာလေအဲ့ဒါတော့ဝယ်ထားတာပါဒါလေးတော့စမ်းသုံးကြည့်လိုက်အောင်ပါ yeah boy ပြီးရင်ဒါပါလဲမသိဘူးရှင်းရလေအဲ့လိုပစ္စည်းမစီလေးတွေဝယ်ရတာသဘောကျတယ်ဝိုင်းဒါပါလေအော်ဒါကဟိုပါလေmakeup ပစ္စည်းဟိုပါလေဗာလဲတိုနာဂုံးပတ်လေးတွေလေတိုနာဂုံးပတ်လေးတွေကိုဒီထဲမှာထည့်ပြီးတော့မှသိမ်းရတဲ့ဟိုပါလေးပေါ့ဖန်ပလင်းလေးပေါ့ဖန်တော့မဟုတ်တာ plastic လို့ပဲပြောရမှာဒီကနေပြီးတော့မှဝမ်းတိုနာဂုံးပတ်လေးယူမယ်ဝမ်းမှန်တင်ကုန်းမှာလေးလေအဲ့လိုပစ္စည်းလေးတွေကိုကြနာသူ့နေရာနဲ့သူ့ဘူးလေးနဲ့သူထားတာကိုကြိုက်တယ်ဆိုတော့ဒီဟာကဂုံးပတ်လေးတွေကိုထည့်လို့ရှိရင်ဟိုလိုအိတ်ထဲကနေထုတ်နေရတာမဟုတ်ဘဲနဲ့ဒီလိုမျိုးစနစ်တကျလေးပေါ့အဲ့လိုလေးထားချင်လို့မှားလိုက်တာပါဒါပါလေဆိုတော့ဟိုဘာလို့ဘာရောက်လာမသိဒါဘာအိုးဒါဟိုက airport နဲ့ချက်ဆေးတဲ့အတန်ဆေးတော့မဆေးဘူးအဲ့ဒါလေးကိုယ်တိုင်ဆေးခြင်းလို့ cleaning လုပ်ရတဲ့ဟာပေါ့နော် airport cleaning လုပ်ရတဲ့ဟာပါ။အော်ဒါကဟိုရေချိုးလို့ရှိရင်လေဒီခန္ဓာကိုယ်တိုက်ဖို့အတွက် brush အထဲမှာစက်ပြာထည့်ဒီမှာဒါဒီလိုရေချိုးပါညာဟိုအီနေရပဲဆီလီကွန်လေးပြီးတော့ဒီမှာဒီကနေပြီးတော့စက်ပြာရေးထည့်ပေါ့စက်ပြာရေးထည့်ပြီးတော့တိုက်ပေါ့ချစ်စရာလေးတော့ဒါပါ။အော်ဒါကလေဟိုပါလေတိုနာတွေပါလေတိုနာတို့ပါလို့ခီးသွားလို့ရှိရင်ဒီလိုလေးနဲ့ထည့်ပြီးတော့ဒါဟိုပါလေဘူးသေးပေါ့သုံးလို့ရတယ်မျက်နှာ cleansing water တို့ပါတို့သူကဖိလိုက်တာနဲ့ထွက်တာလေ stop it ဖိလိုက်တာနဲ့ဒီမှာဒီလိုမျိုးလေးဒီလိုဖိလိုက်တာနဲ့ရပြီအဲ့ဒါလေးကိုဘာညာသုံးဖို့ပေါ့ဒီစပြပဲဖြစ်ဖြစ်မျက်နှာသစ်ဆေးပဲဖြစ်ဖြစ်တိုနာပဲဖြစ်ဖြစ် cleansing water ပဲဖြစ်ဖြစ်ဒီဘူးလေးကအသုံးဝင်မယ်လို့ထင်လို့ဟောပြီးရင်ဒါကဟိုခေါင်းလျှော်တဲ့ဟာပေါ့နော်ခေါင်းကိုစပြနဲ့ထည့်ပြီးတော့မှဒါလေးနဲ့ကုတ်တဲ့ဟာပေါ့ဒါလေးလျှော်ကြည့်မလို့လက်နဲ့ကုတ်ရတာအားမရလို့ဒါလေးနဲ့ဆီလီကွန်လေးပါပဲဒါလေးပြီးတော့ဒါကတော့ဝိုင်းစပင်ကလစ်ကြိုက်တယ်ဆိုတော့ဒါလေးကတော့တိုလီမုတ်ဆာလေးပေါ့အဲ့လေးဝယ်ထားတဲ့စပင်ခေါင်းမှာ accessory လေးဘာညာရှောက်တတ်မှာမဟုတ်ဘူး yeah boy ဒါကကြတော့ဟိုပါလေဘာလို့ရေချိုးကန်းနေမှာလေရေချိုးကန်းတို့ဒီဟိုပါလေဘေစင်တို့မှာအပေါက်ပိတ်လို့ရှိရင်ဒီဟာနဲ့လောက်ရပေါ့ဒီဟာနဲ့တန်ရှင်းလောက်တဲ့ဟာပေါ့နော်ဒီနေ့ကတော့သုံးပစ္စည်းတွေများတယ်နောက်ဆုံးတစ်ခုတယ်ဟုတ်တယ်နောက်ဆုံးတစ်ခုကလည်းဒါပါလေဒါဟုတ်တယ်ဒါလည်းရေဟိုပါပေါ့အိမ်သာတို့ပြီးလို့ရှိရင်ရေပိုက်ခေါင်းနေမှာ cleansing လုပ်တဲ့အမှုန့်ပေါ့နော်ဒီအမှုန့်လေးနဲ့လုပ်လိုက်လို့ရှိရင်ဒီရေပုံပိုင်းကနေရေမစင်းတာတို့အမိုက်ဆိုတာတို့အဲ့ဒါလေးတွေကိုဒါဖယ်ရှားပေးတဲ့ဟာပေါ့နော်ဒါတော့မသုံးကြည့်ရသေးဘူးဒါလေးတွေကတော့ဒီလိုအိမ်သုံးပစ္စည်းလေးတွေကတော့တကယ်တမ်းပြောရင်လိုတယ်တယောက်တည်းနေတဲ့ခါကျတော့အိမ်မှာအမေလည်းမရှိဘူးလေတန်ရှင်းလုပ်ပေးမဲ့လူလည်းမရှိဘူးဆိုတော့ဒီလို what the fuck မျိုးပစ္စည်းလေးတွေကဘာပဲပြောလိုရမယ်ရထင်လို့ပေါ့နော်မှားလိုက်တာပါသူများတွေကတော့ရှင်းရနေမှာလို့ရှိရင်အဝတ်အစားတို့အလှကုန်ပစ္စည်းတို့အဲ့လိုတွေမှာကြအများရပေါ့နော်ဒါပေမဲ့ဝိုင်းကြတော့အဲ့လိုမျိုးအိမ်သုံးပစ္စည်းလေးဆိုလဲအရန်စိတ်ဝင်စားတယ်ပြီးရင်ဒါတောင်စိတ်ကိုမနှဲလျှော့ထားတာပေါ့နော်အဲ့လိုအိမ်တွက်လိုအမေတိုလီမုတ်ဆာပစ္စည်းလေးတွေအသုံးဝင်မဲ့ဟာလေးတွေပေါ့နော်အဲ့ဒါလေးတွေဝိုင်းကအမြဲတမ်းမှားလေးရှိပါတယ်ကဲဒီနေ့ကတော့ဝိုင်းလေးကရှင်းရနေပြီးတော့မှဝယ်ထားတဲ့တိုလီမုတ်ဆာပစ္စည်းလေးတွေကို unboxing လုပ်ပြသွားတာပဲဖြစ်ပါတယ်အဲ့တော့တခြား main ကလေးလိုမျိုးအလှကုန်ပစ္စည်းတွေဝယ်စားတွေမှားတာမျိုးမဟုတ်ပဲねဝိုင်းလေးလိုမျိုးအိမ်အတွက်ပေါ့နော်တိုလီမုတ်ဆာပစ္စည်းလေးတွေဝယ်ထားရှိတဲ့အင်ရှင်မတွေရှိတယ်တငယ်ချင်းတွေရှိတယ်ဆိုလို့ရှိရင်ဝိုင်းလေးနဲ့တူတဲ့သူတွေရှိရင်လည်း comment မှာဖြေသွားပေးအောင်နော်တငယ်ချင်းတွေလည်းမရှင်းလို့ပါအောင်အားလုံးပဲတက်တာ